ခုနေ့တိုင်းမိုးရွာနေတယ်နော်အဲ့ဒါကိုမိုးရွာတယ်ဆိုရင်ထိုင်းလို့ဘယ်လိုပြောလဲမိုးရွာတယ်ဆိုရင်ထိုင်းလို့ฝนตกฝนตกမိုးရွာလားဆိုရင်ရောထိုင်းလို့ฝนตกไหมฝนตกไหมမိုးရွာနေတယ်ဆိုရင်ရောထိုင်းလို့ฝนตกอยู่ฝนตกอยู่မိုးတီးထွန်းစွာရွာနေတယ်ဆိုရင်ထိုင်းလို့ฝนตกหนักฝนตกหนักမိုးเพื่อยๆရွာတယ်ဆိုရင်ထိုင်းလို့ฝนตกปลอยๆฝนตกปลอยๆมันน่าจะမိုးရွာมาလားဆိုရင်ရောพรุ่งนี้ฝนตกไหมพรุ่งนี้ฝนตกไหมမိုးရွာနေတယ်ทีရှိလားဆိုရင်ထိုင်းလို့ฝนตกอยู่มีร่มไหมมีร่มไหมตัวมโหโมกะเองจีရှိလားဆိုရင်มีเสื้อกันฝนไหมมีเสื้อกันฝนไหมโอเคဒီဗီဒီယိုကကြိုးရှိရဆိုတော့ save လုပ်ထားဖို့မမင်းနဲ့เนาะနောက်ဗီဒီယိုမှာထပ်ဆောင်ကြပါမယ်အားလုံးပဲဘယ်ဘိုင်တေးเนาะคุณครูနဲ့အာတီရှင်နဲ့ထိုင်းစာထိုင်းစကားသင်တန်းတက်ရှင်တယ်လို့ဆိုရင်ဒီ Facebook မှာဆက်တွဲလာပါเนาะအမြန်ဆက်တွဲလာပါโอเคนะคะบ๊ายบาย